အလူငွေကောက်တဲ့သူတွေအကုန်လုံးရဲ့လက်သုံးစကားဟာစေတနာနဲ့အနစ်နာခံပြီးတော့မှလှုပ်ပေးနေတာအနစ်နာခံပြီးစေတနာနဲ့လှုပ်ပေးအောင်သူတို့ရဲ့ချွေးနေစာဘယ်နှပြားပါလဲအဲ့ဒီလှူလိုက်တဲ့ပတ်စံတွေကပြည်သူရဲ့ပတ်စံတွေလေပြည်သူကိုရှင်းအောင်လင်းအောင်ပြောရမှာပေါ့ပြည်သူကဓာမကြိုက်ဘူးဟေးဓာတော့ငါတို့အမြင်မရှင်းဘူးဆိုရင်ပြည်သူရှင်းလင်းအောင်ချပြမယ်တာဝန်သူတို့တာဝန်အလူငွေကောက်ထားတဲ့သူတွေရဲ့တာဝန်ကျမပြောရှင်းလားအဲ့တော့ပြောလိုက်လို့ရှိရင်ပြည်သူကလှူလဲလှူရသေးတယ်အနှိမ်လဲခံရသေးတယ်ကျမတို့တိုင်းပြည်မှာကျမတို့တွေပြည်သူတွေကအဲ့လိုဖြစ်နေတာကျမတို့ပြည်သူတွေဘဝအဲ့လိုဖြစ်နေတာနေရာတိုင်းမှာလှူလဲလှူရသေးတယ်ထောက်လဲထောက်ပံ့ရသေးတယ်ကျမတို့ပြည်သူတွေကအနှိမ်လဲခံရသေးတယ်သူတို့တွေရဲ့မောက်မာမှုတွေကိုလည်းခံရသေးတယ်ဟုတ်လားစေတနာနဲ့လှုပ်ပေးတာမနာလုံလို့တိုက်ခိုက်နေတာဟေးမနာလုံအောင်ငါတို့ကတော့မှနင်တို့ကိုလှူဖို့အတွက်အလူငွေထည့်ထားတာလေနင်တို့ကိုဘာမနာလို့စရာအကြောင်းရှိလဲနင်တို့ကတထေးလားနင်တို့ကချမ်းသာနေတဲ့သူလားနင်တို့ရဲ့ပိုင်ဆိုင်မှုဘာမှမရှိတဲ့အဆင့်တွေကနေပြီးတော့မှဒီအလုပ်တွေလုပ်တော့မှနင်တို့ကလည်းပြောင်ပြောင်သွားတဲ့ဟာကိုနင်တို့ကိုပြန်ပြီးမနာလုံအောင်နင်တို့ကအလူငွေနဲ့မိညမ်းပြီးစားတောင်းနေတဲ့သူတွေငါတို့ပြည်သူတွေကလှူဒန်းနေတဲ့လှူတွေငါတို့က donation ငါတို့ကပြုတ်တဲ့သူတွေလှူတဲ့သူတွေ donate လုပ်တဲ့သူတွေနင်တို့ကအလှခံစားတဲ့သူတွေအလှခံစားတဲ့သူတွေကအလှရှင်တွေကိုတဖန်ပြန်ပြီးတော့မှခြေမိုးချင်းခံနေရတဲ့တိုင်းပြည်ဘာဖြစ်လို့အဲ့လိုခံရတယ်လဲဆိုရင်ကျမတို့ပြည်သူတွေညံ့လို့အားလို့တုံးလို့အယုံလွန်လို့ဟုတ်သလားဟုတ်တယ်နော်အဲ့တော့ကျမတို့နိုင်ငံတကာမှာတော့ foundation တစ်ခုထူထောင်နေဆိုလို့ရှိရင်ကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုအရင်ဆုံးချပြရတယ်ဒါဆိုရင် foundation မလုပ်ခင်တော့မိမိပိုင်ဆိုင်မှုဘယ်လောက်ရှိခဲ့သလဲအလူခံမစားခင်တော့မိမိပိုင်ဆိုင်မှုတွေဘယ်လောက်ရှိခဲ့သလဲအလူခံစားပြီးတဲ့နောက်မှာမိမိပိုင်ဆိုင်မှုတွေဘယ်လိုပြောင်းလဲသွားသလဲဒါဆိုရင်ဒီငွေကြေးတွေဘယ်ကရလာသလဲဒီပိုင်ဆိုင်မှုတွေဘာကြောင့်ဖြစ်လာသလဲလို့ပြည်သူတွေကမေးခွန်းထုတ်ရင်ပြည်သူတွေကိုပြန်ဆဲရမှာမဟုတ်ဘူးပြည်သူတွေကိုပြန်တရားစွဲရမှာမဟုတ်ဘူးပြည်သူတွေကိုရန်ရှာရမှာမဟုတ်ဘူးရှင်းပြရမှာပြည်သူတွေကချွေးနှဲစာနဲ့လှူထားတာပြည်သူတိုင်းကခက်ညံ့ညံ့တော့မဟုတ်ဘူးမညံ့တဲ့ပြည်သူကမေးခွန်းထုတ်လာတဲ့အချိန်ကြလို့ရှိရင်ကလော်မတုံနဲ့ဟိုတရားဆွဲမယ်ဒီတရားမဆွဲမယ်နေနဲ့မអော်နဲ့ကျမကဘလို့စေတနာတွေနဲ့မြစ်တာတွေနဲ့လုပ်ပေးတာပါဆိုပြီးတော့မှမာသာထရီဇာတွေမီးအိမ်ရှင်တွေလာမလုံးနဲ့နင်တို့ပတ်စံမဟုတ်ဘူးဒီပတ်စံတွေဟာနင်တို့ပတ်စံမဟုတ်ဘူးအလူခံကောက်စားနေတဲ့သူတွေပြည်သူတွေပတ်စံပြည်သူတွေဟာအချိန်မရွေးစရင်စစ်ပိုင်ခွင့်ရှိတယ်အချိန်မရွေးမေးပိုင်ခွင့်ရှိတယ်ဒါကိုနင်တို့ကရှင်းပြရမယ့်တာဝန်နင်တို့မှာရှိတယ်အခုတော့ကျမတို့တိုင်းပြည်ဟာပြည်သူတွေကလေတိတ်တနာစရာကောင်းတယ်ထောက်လဲထောက်ပံ့ရတယ်လှူလဲလှူရတယ်အဲ့အလှခံစားနေတဲ့သူတွေရဲ့ရန်ရှာခြင်းလဲခံရတယ်ချေမိုးခြင်းလဲခံရတယ်တနာစရာရန်ကောင်းတယ်မေးစမ်းပါပြည်သူတွေမေးလို့ရပါတယ်ဟုတ်တလားအဲ့တော့ကျမမေးခွန်းတစ်ခုပဲမေးမယ် foundation ထူထောင်ထားတဲ့သူတွေအလူငွေကောက်စားတဲ့သူတွေအလူငွေကောက်မစားခင် foundation မထူထောင်ခင်မိမိတို့ရဲ့ပိုင်ဆိုင်မှုအခြေအနေချပြရဲသလားအခုလက်ရှိအခြေအနေမှာမိမိတို့ရဲ့ပိုင်ဆိုင်မှုအခြေအနေချပြနိုင်သလားအဲ့ဒါပဲမေးမယ်ရှေဝေးတွေအများကြီးမပြောမမောက်မာကြနဲ့နော်ပြည်သူပေါ်မှာမရိုင်းနဲ့အခုပြည်သူပေါ်မှာအရန်ရိုင်းလုံးအားကြည့်လို့အလူငွေကောက်စားတဲ့သူတွေမှန်သမျှအရန်ရိုင်းနေပြည်သူပေါ်မှာပြည်သူတွေကမျောလင်းချက်တွေတရားတရားတွေနဲ့လှူကြတာနင်တို့ကအလူခံကောက်စားတဲ့သူပြည်သူကလှူတဲ့သူအဲ့တော့ရှင်းရှင်းလေးပဲမေးခွန်းတစ်ခုမေးလိုက်မယ်ကျန်တာတွေအများကြီးမပြောဒီ foundation တွေဒီအလူငွေတွေကောက်မစားခင်တော့ကပိုင်ဆိုင်မှု
ဘဝအခြေအနေအခု foundation တွေထူထောင်ပြီးအလူငွေတွေလက်ခံပြီးတဲ့အခြေအနေတွေမှာပိုင်ဆိုင်မှုဘဝအခြေအနေဟိုကဝင်တဲ့ဝင်ငွေဒီကဝင်တဲ့ဝင်ငွေဆိုရင်တွက်လို့ရတဲ့ဝင်ငွေတွေပဲနော်ဟုတ်လား foundation ထူထောင်ထားတဲ့သူတွေဆိုလဲဘယ်ကဘာရိုက်လိုက်လို့ပတ်စံဘလောက်ရတယ်တွက်လို့ရတယ်လေနော်တခြားအလူငွေကောက်စားနေတဲ့သူတွေလဲဘာအလုံးလုံးလို့ပတ်စံဘလောက်ရတယ်ဒါကြောင့်မလို့ဘာဝယ်ထားတယ်ဒါကြောင့်မလို့ဒီလိုအိမ်တွေပိုင်တာဒါကြောင့်ဒီလိုကားတွေပိုင်တာဒါကြောင့်ဒီလိုစီးပွားရေးလုပ်ငန်းကြီးတွေလုပ်နိုင်တာလို့ဝင်ဝင်ရလန်းနေဆိုရင်ပြည်သူတွေမှာအုံနောက်ရှိတယ်ဟုတ်လားမဟုတ်ဘူးလားဆိုတာစဉ်းစားမယ်ချပြရဲသလားအဲ့လိုချပြခိုင်းလို့ရှိရင်မစင်းနဲ့ပြည်သူကိုမရိုင်းနဲ့ပြည်သူကိုဟုတ်လားအခုဒီမှာလေတခါတည်းကိုလေဟိုပရာဟိတစီးပွားရေးကုမ္ပဏီ limited တွေဖြစ်နေကြတာနောက်တစ်ခုကျမတို့ပြည်သူတွေမှာအားနည်းချက်တစ်ခုရှိသေးတယ်တခုခုဖြစ်ပြီဆိုလို့ရှိရင်အမြဲတမ်းထုံးစံတိုင်းဘက်ကွဲတဲ့ဟာရှိတယ်အနီမလို့အစိမ့်မလို့ဆိုပြီးတော့မှဖြစ်လိုက်တဲ့ခါကျတော့မူရင်းပြဿနာကိုဖြေရှင်းတဲ့စခန်းကိုမရောက်တော့ဘူးအနီကလည်းအနီမလို့ကာကွယ်တယ်အစိမ့်ကလည်းအစိမ့်မလို့ကာကွယ်တယ်ဆိုပြီးအဲ့ဒီအနီအစိမ့်ရဲ့ပြဿနာကြားမှာတို့ကစားတာနေကြတာအဖြေမရဘူးနောက်ဆုံးကျမတို့တွေကအဖြေမရလိုက်တော့ဘူးနောက်ဆုံးကျတော့မူရင်းဖြစ်တဲ့ပြဿနာရဲ့အဖြေမရဘဲနဲ့အနီမလို့အစိမ့်မလို့ဟာ तू ကအနီမလို့ तू ကအစိမ့်မလို့ဟာအနီမလို့အနီတွေကလည်းကာကွယ်ပြီးတော့မှအစိမ့်တွေကိုဝုန်းအစိမ့်တွေကလည်းအစိမ့်တွေကိုကာကွယ်ပြီးအနီတွေကိုဝုန်းဟာဒါကတော့မယိုးသားဘူးဒါကတော့ယိုးသားတယ်နဲ့အဖြေကပြဿနာရဲ့အဖြေစီကိုမရောက်ဘဲနဲ့လမ်းလွဲသွားတယ်အဲ့အနီစိမ့်ပြဿနာနဲ့အဲ့ဒါလေးတော်တော်ဆိုးတယ်ဒီပြဿနာတွေဟာအနီစိမ့်ပြဿနာတွေမဟုတ်ဘူးနိုင်ငံနဲ့ဆိုင်တဲ့ပြည်သူနဲ့ဆိုင်တဲ့ပြဿနာတွေကျမတို့တိုင်းပြည်ဟာစင်းရဲတဲ့တိုင်းပြည်ကျမတို့တိုင်းပြည်ကချွတ်တဲ့တိုင်းပြည်ကျမတို့တိုင်းပြည်ကအရာရာကိုနောက်ကျကျန်ခဲ့တဲ့တိုင်းပြည်ဖြစ်တဲ့အတွက်ကြောင့်မလို့အစိုးရတစ်ခုတည်းပေါ်မှာပဲကျမတို့ကမိခိုအားထားလို့မရတဲ့အတွက်ကြောင့်မလို့ဒီလိုပဲပရဟိတအဖွဲ့ငယ်လေးတွေမိမိအသိစိတ်ဓာတ်နဲ့မိမိအဖွဲ့ငယ်လေးတွေပေါ်လာကြတယ်ဟာနီးစပ်ရာတိုင်းပြည်မှာဘေးအန္တရာယ်တစ်ခုခုဖြစ်မယ်ဆိုလို့ရှိရင်နီးစပ်ရာပြည်သူမှပြည်သူတို့ဆိုတဲ့ဟာနဲ့ဟာကိုယ့်ရဲ့နီးစပ်ရာကိုလုံနိုင်စွမ်းရှိတဲ့သူတွေကိုကျမတို့ပြည်သူတွေကဝိုင်းပြီးတော့မှလှူကြတယ်အဲ့ဒီမှာအဲ့ဒီလူတွေဟာမတော်လောဘစိတ်တွေနဲ့ငွေမြင်တော့စိတ်တွေပြောင်းလဲကုန်ကြတယ်အဲ့တော့လှုပ်တုံးကတော့ကောင်းတဲ့ရည်ရွယ်ချက်နဲ့လှုပ်တာပဲလုံရင်းနဲ့အထုံနဲ့အထင်နဲ့လည်းမြင်ရောရည်ရွယ်ချက်တွေပြောင်းသွားပြီးတော့မှစီကိုင်းနဲ့လက်စီပေးမယ်ဆိုတာကျမတို့ကလက်ခံပါတယ်ယုံကြည်ပါတယ်နော်သိပါတယ်နော်ခွင့်ပြုပါတယ်ဒါပေမဲ့မတော်မတရားတော့မလုပ်နဲ့ပေါ့ကျေးဇူးရှင်ကြီးတိုင်းပြည်ရဲ့ကျေးဇူးရှင်ကြီးဆိုတဲ့အထာတွေတော့မဖမ်းကြနဲ့နင်တို့ကတိုင်းပြည်ရဲ့ကျေးဇူးရှင်မဟုတ်ဘူးတိုင်းပြည်ကနင်တို့ကိုပြည်သူလူထုကခိုင်းထားတာနင်တို့တိုင်းပြည်ရဲ့ကျေးဇူးရှင်မဟုတ်ဘူးပြည်သူတွေလည်းစွတ်မမြောက်နဲ့ပြည်သူတွေကလည်းစွတ်မြောက်တယ်ဟာမာသာထရီဇာကြီးဟာဘာကြီးဟာဘလို့ကြီးမိခင်ကြီးဘာကြီးကညာကြီးဘလို့ကြီးအမလီကျေးဇူးတွေတင်လိုက်တာကျေးဇူးတင်အောင်သူတို့ချွေးနေစားဘယ်နှပြားပါလို့ကျေးဇူးတင်နေတာတော့ကမေးပါအောင်မယ်ဇွတ်ကျေးဇူးတင်နေတဲ့သူတွေဟမ်အမလီသူ့ကိုကျေးဇူးတင်လိုက်တာသူရှိလို့သားရဲ့သူ့ချွေးနေစာနဲ့လှုပ်ပေးနေတာလားကဲအဲ့အလူငွေကောက်ခံတဲ့သူတွေကိုကာနေတဲ့ကာဗာလှုပ်တဲ့အပိန်းတတိုက်ကိုလည်းကျမပြောအောင်မယ်အလူငွေကောက်ခံတဲ့သူတွေရဲ့အောက်မှာတခုခုများဝေဖန်လိုက်လို့ရှိရင်ပြန်ပြီးတော့မှတုံ့ပြန်ပြီးတော့မှတခါတည်းကိုလေလှုပ်ပေးနေတဲ့ဒီကြိုက်ပေးနေတဲ့တုံ့ပြန်နေတဲ့သူတွေကိုလည်းကျမမေးပါအောင်မယ်သူတို့ရဲ့ချွေးနှဲစာတွေလားလို့အဲ့အလှခံရတဲ့ငွေတွေကနဲ့လှုပ်ပေးနေတာသိန်းတောင်းချီဒေါ်လာမီလီယံနဲ့ချီအဲ့ဒါတွေကသူတို့ချွေးနှဲစာတွေလားလို့ကျမအဲ့တခွန်းပဲဖြေပေးအဲ့တော့သူတို့ချွေးနှဲစာတွေမဟုတ်ဘဲနဲ့9ရက်သားသမီးပြည်သူကလှူတာကိုသူတို့ကပြန်ပြီးစီမံခန့်ခွဲပေးတဲ့ဟာကိုဘာကိစ္စနဲ့သူတို့ကတိုင်းပြည်ရဲ့ကျေးဇူးရှင်ဖြစ်ရတာတော့အဲ့တော့ကျမတို့တွေ foundation တွေဆိုလဲ foundation တွေအလျောက်ဘယ်လိုသွားရမယ်ဆိုတဲ့ system တွေရှိတယ် process တွေရှိတယ်နည်းနည်းပါးပါးမျက်စိပွင့်နားပွင့်ပြီးဖတ်ကြည့်ကြအောင်နော်ဇွယုံဇွတာရုခေါ်ဇွကာတွေမလုပ်ကြနဲ့
စစ်ဆေးခံနိုင်လား personal account အနေနဲ့အလှငွေလက်ခံနေတာနော် personal account အနေနဲ့မရဘူးအဲ့လိုမျိုး